body weight ချခြင်းတဲ့သူတွေစီးကျိုယောဂရှိသူတွေအတွက်ထမင်းအစားထိုးစားတောက်လို့ရတဲ့ကင်းဟွားအကြောင်းကိုပြောပြချင်ပါတယ်ကင်းဟွားဆိုရင်တချို့ကလည်းကြားဘူးပြီးသားစားဘူးတဲ့လူလည်းရှိမှာပါတချို့ကလည်းမကြားဘူးသေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးပါခင်ဗျာကင်းဟွားမှာအဓိကသူ့ရဲ့အထူးခြားဆုံးချက်က protein လို့ခေါ်တဲ့အသားဓာတ်အများဆုံးအမြင့်ဆုံးပါတဲ့အနှံပင်တစ်မျိုးဖြစ်ပါတယ်အဲကြောင့်အာဟာရဓာတ်ပြည့်ဝပါတယ်နောက်တစ်ချက်က fiber လို့ခေါ်တဲ့အမြင့်ဓာတ်တွေအများကြီးပါတယ်အဲဒါကြောင့်နည်းနည်းစားရုံနဲ့ဗိုက်ပြည့်တယ်စီးကျိုယောဂရှိသူတွေ body weight ချခြင်းတွေအတွက်အထူးသင့်တော်ပါတယ်သူစီမှာ antioxidant ဆိုခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများကြီးပါတယ် free radical ဆိုခေါ်တဲ့အဆိပ်အတောက်တွေကိုလည်းရှော့ချပေးနိုင်တဲ့အတွက်ကြောင့်မလို့ကင်ဆာယောဂနှလုံးယောဂနဲ့အခြားနာတာရှည်ယောဂတွေကိုလည်းကာကွယ်ပေးပါတယ်သူ့မှာက gluten free ဖြစ်ပါတယ် gluten ဓာတ်မပါဝင်တဲ့အတွက်ကြောင့်မလို့ allergy ရှိတဲ့လူတွေအတွက်အထူးသင့်တော်ပါတယ်သူ့မှာ vitamins တွေ minerals တွေအာဟာရဓာတ်တွေအများကြီးပါဝင်တဲ့အတွက်ကြောင့်မလို့သူ့ကိုစားရုံနဲ့အာဟာရဓာတ်ပြည့်ဝပါတယ်ဘယ်လိုစားမလဲဆိုတော့ထမင်းအစားထိုးပြီးတော့ချက်ပြုတ်စားလို့ရပါတယ်နောက်တစ်ခုကပဲနီလေးဟင်းဂျိုလိုမျိုးဟင်းဂျိုချက်ပြီးတော့လည်းတောက်လို့ရပါတယ်သူ့မှာကအသားဓာတ် protein ဓာတ်အများကြီးပါဝင်တဲ့အတွက်ကြောင့်မလို့သူ့ကိုကြိတ်ချီပြီးတော့အသားပြားပုံစံလုပ်ပြီးတော့အသားအစားထိုးလဲစားလို့ရပါတယ်သူကတော့အရသာကတော့နည်းနည်းလေးဖန်ခါးကားလေးရှိတဲ့အတွက်ကြောင့်မလို့ရေအကြာကြီးစိမ့်ပြီးတော့မှချက်ပြုတ်တာပိုကောင်းပါတယ်ခင်ဗျာကျေးဇူးပါ